ကျွန်တော်ပြမယ်လိုက်ကဆရာမလူပုံလူကြည့်ပြီးတဘောကြပြီတော့နော် ဘာလို့တော့ပြင်လိုက်ရတယ်ဒီ ဒီဘာကြီးလောက်နာအဲ့မှာကြည့်ပါ ဟုတ်လား ဒီချဲပုံနဲ့အခုဒီမှာပုံ လာပါနဲ့ တူဝဲလား တကောလာလို့ငကိုင်းထွက်တာပါ တူဝဲလားတဘောကြလား ငကိုင်းလာလို့ငကိုင်းထွက်တာပါ သဘောကျလား ထွက်တာ တဘောကြလား စားပါနဲ့ ကျင်းနေလား ရှင်နေတယ် ဘာပြောချင်း အာဒီပေါ် AI လား EA လားတဲ့လောင်နေချာ AI လား AI လား AI မဟုတ်ဘူးလို့ပြန်ပြောလိုက်ပေါ့ customer တွေအတွက်ဝန်ဆောင်မှုအတစ်ပေးဖို့ VNN လောက်ပြင်ထားတာဖြစ်ပါတယ်လို့ပြောလိုက်ပေါ့ကျင်းနေလားရကြရတူလား တူရတယ်ဘာလို့တူအောင်မလဲ အဲ့လောက်တော့ချော်လာတာဒါပေမဲ့ကြည့်အောင်ခမရရုပ်ကတူဝဲလာဒီမှာဒီထည့်ရုပ်နဲ့